လူ100မှာ1ယောက်လောက်ကတော့ဒီလိုမျိုးကြုံမှုတယ်ဥပမာ TikTok ကြည့်နေနေ motivation speaker တယောက်ရဲ့စကားတန်ကိုကြားလိုက်တာမျိုးငါပြောင်းလဲမရမယ်ငါလုံမရမယ်ငါစူးစမ်းမရမယ်ဆိုတဲ့စိတ်ခံစားချက်တွေကိုပေးလိုက်တာဒါပေမဲ့အဲ့လို video မျိုး clip တွေဆိုလို့ရှိရင်လူငယ်တွေချုပ်ကကြော်သွားကြတယ်ဆိုတော့အဲ့လို video မျိုးကိုမင်းကြော်သွားပြီဆိုတော့မင်းဘွားစုပ်ပြတ်တက်နေပြီမနေ့ကကျွန်တော်တင်နေတာတယောက်ကကျွန်တော်ကို marketing ဆိုတဲ့အရာဘာလဲလို့လာရှင်းပြခိုင်းတယ်ကျွန်တော်လည်းသူ့ကိုရှင်းရှင်းလေးပဲပြောလိုက်တယ်လိုအပ်နေတဲ့သူလိုအပ်တဲ့ပစ္စည်းရောင်းပေးလိုက်တာဟာ marketing တစ်ခုပဲဆိုတော့ဒီနေရာမှာပြောကြလိမ့်မယ်ကျွန်တော်ကိုမင်းကဘာမို့လို့လဲမင်းက marketing ကြောင်းဘယ်လောက်သိလို့လဲဆိုပြီးဆိုတော့ခင်ဗျားတို့စာမဖတ်ခင်မှာကျွန်တော်စာဖတ်နေပါပြီကျွန်တော်ဆရာလင်းတန်းညွှဲစာတွေဖတ်တယ်ဆရာပြည်ခိုင်တို့ပြောတဲ့ motivation စကားတွေကိုနားထောင်တယ်ကျွန်တော် MOE class မှာရှိနေတဲ့အရာတွေအကုန်လုံးကိုလည်းနားထောင်တယ်ကျွန်တော်စပြောင်းလဲနေရစာပြီးကျွန်တော်စာအုပ်တွေကိုပြောင်းပြီးတော့ဖတ်လာတယ်ဖုန်းသုံးမဲ့စာ Facebook သုံးမဲ့စာစာအုပ်တွေပြောင်းဖတ်တယ်ရွှေနှုတ် application ကိုပတ်စံပေးပြီးဝယ်သုံးလို့ရရင်ဝယ်သုံးတယ်မရရင် free ကြည့်တယ်ဆိုတော့ကျွန်တော်ရဲ့ follower တွေကိုဝင်ကြည့်လိုက်လို့ရတယ်ကျွန်တော် following ပြန်လုပ်ထားတဲ့သူတွေကျွန်တော် following လုပ်ထားတဲ့အရာတွေကိုတွားကြည့်လိုက်လို့ရတယ်ကျွန်တော်ဘယ်သူတွေကို follow လုပ်ထားလဲဆိုတော့ခင်ဗျားတို့သိလိမ့်မယ်ဆိုတော့ကျွန်တော်စကားတွေအများကြီးမပြောချင်တော့ဘူးတကယ်ပြောင်းလဲချင်တယ်ဆိုလို့ရှိရင်လုံးဝနောက်မကျသေးပါဘူးဆိုတော့ဒီလောက်ပါပဲဂျာစီထုတ်ချင်တာပဲဖြစ်ဖြစ်တင်တန်းနေတဲ့ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram အကောင့်မှာလာရောက်မြင်ထားနိုင်တယ်ကျွန်တော်ရဲ့ Telegram အကောင့်ကိုကျွန်တော်ရဲ့ TikTok bio မှာကျွန်တော်ချပေးထားတယ်အဲ့တော့ချိန်မီကျွန်တော်ဝင်ထွက်ပြီးမေးနိုင်တယ်